မင်္ဂလာပါရှင်မေလ21ရက်နေ့အတွင်းသတင်းတွေကိုရွေးချယ်ပြီးတင်ဆက်ပေးပါရမယ်ရှင်ပထမအဦးဆုံးသတင်းတပုတ်အနေနဲ့ကတော့ယင်းနှမြုပ်နှံမှုပုံမှုတိုးမြင့်ဆောင်ရွက်ဖို့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့တရုတ်တန်အမတ်တို့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်ပြည်ထောင်စုလွှတ်တော်နိုင်ကအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းတွေကမြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံတန်အမတ်ကြီးကိုမနေ့ကနေပြီးတော့ရှင်လွှတ်တော်အဆောက်အအုံအမျိုးသားလွှတ်တော်အခမ်းအနားဆောင်မှာလက်ခံတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်တွေ့ဆုံစဉ်မှာပြည်ထောင်စုလွှတ်တော်နိုင်ကအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကတရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်နဲ့မြန်မာလွှတ်တော်များအကြားပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်ဆောင်ရွက်သွားရဲ့အတွက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံရဲ့စီးပွားရေးအောင်မြင်မှုများနဲ့မူဝါဒတစ်တွေကမြန်မာနိုင်ငံအပါအဝင်အိန္ဒိယနိုင်ငံများအတွက်အခွင့်အလမ်းတွေများဖော်ဆောင်ပေးနိုင်ရင်မြန်မာနိုင်ငံအနေနဲ့ဒီမိုကရေစီနိုင်ငံတည်ဆောက်ရင်ခီးလန်းခိုင်မာစေရဲ့အတွက်နိုင်ငံနဲ့ကိုင်ညီတဲ့ဒေသအခြေခံဖက်ဒရယ်စနစ်ကိုဖော်ဆောင်နေမှုအခြေအနေတို့ကိုလည်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အလားတူတရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့အကြီးဆုံးကုန်သွယ်ဖက်ဒုတိယအကြီးဆုံးယင်းနှမြုပ်နှံတဲ့နိုင်ငံဖြစ်တဲ့အတွက်တရုတ်နိုင်ငံမှာယင်းနှမြုပ်နှံမှုတွေပုံမတိုးမြင့်ဆောင်ရွက်ရေးကိုလည်းထည့်သွင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက်လက်နက်ကိုင်အဖွဲ့အလုံးကိုဥပဒေပါအတွင်းဝင်ရောက်ရေးအစဉ်တစိုက်ဖိတ်ခေါ်လျက်ရှိပြီးအခုအစိုးရတရရက်တရားငြိမ်းချမ်းရေးအစီအစဉ်ဖြင့်ပြီးခဲ့တဲ့ဧပြီလ20ရက်မှဇွန်လ31ရက်အတွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖိတ်ခေါ်ထားမှုအခြေအနေနဲ့နိုင်ငံနယ်နိမိတ်ချဲမိုင်ပေါင်းများစွာထိစပ်နေတဲ့အတွက်နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေပုံမှန်နှဆိုင်စေရေးအခြေအနေတွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ဆက်လက်ပြီးဒုတိယတပုတ်အနေနဲ့ကတော့တွန်းဆန်မျိုးအပါအဝင်ချင်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးကိုတပ်မတော်ကထိန်းချုပ်နိုင်ခဲ့တာကြောင့်ဒေသခံပြည်သူများပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီးဖြစ်တယ်လို့သိရပါတယ်။တွန်းဆန်မျိုးအပါအဝင်ချင်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးကိုတပ်မတော်ကအလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်တာကြောင့်ယာယီနေရဆွန့်ခွာနေကြရတဲ့ဒေသခံတိုင်းရင်းသားပြည်သူများအနေနဲ့လည်း၎င်းတို့ရဲ့နေရစီကိုစိတ်အေးချမ်းသာစွာဝင်ရောက်နေထိုင်နိုင်ပြီးဖြစ်တယ်လို့အစိုးရရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ CDF, CNA နဲ့ PDF အမည်ခံကျန်းဖက်အဖွဲ့တွေကချင်းပြည်နယ်အတွင်းရှိမြို့တွေကိုကျန်းဖက်တိုက်ခိုက်မှုတွေဆောင်ရွက်ခဲ့ကြပြီးတွန်းဆက်မြို့မှာမြို့လုံခြုံရေးနဲ့နယ်မြေလုံခြုံရေးဆောင်လျက်ရှိတဲ့လုံခြုံရေးတပ်ဖွဲ့တွေကို2024ခုနှစ်မေလ16ရက်ကစပြီးအင်အားအလုံးရင်းနဲ့အလင်းငိုင်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့လည်းဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့နေအိမ်များဌာနဆိုင်ရာအဆောက်အအုံများနဲ့ဘာသာရေးအဆောက်အအုံများထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်စေရေးနဲ့ပြည်သူများထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက်စနစ်တကျဆုတ်ခွာခဲ့ကြပြီးတွန်းဆက်မျိုးကိုအကြမ်းဖက်တောင်ကျမ်းသူပူးပေါင်းအဖွဲ့တွေကယာယီစိုးမိုးခဲ့တယ်လို့လည်းသိရပါတယ်။အကြမ်းဖက်တောင်ကျမ်းသူပူပေါင်းအဖွဲ့တွေကတွန်းဆက်မျိုးကိုယာယီစိုးမိုးထားစဉ်ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ပညာရေးကျန်းမာရေးစီးပွားရေးစသဖြင့်လူမှုစီးပွားဘဝတွေချွတ်ချုံကြဆင်းပြီးဒေသခံပြည်သူများအနေနဲ့၎င်းတို့ရဲ့တိုက်တာအိုးအိမ်တွေကိုဆွန့်ခွာပြီးအခက်အခဲဒုက္ခမျိုးစုံနဲ့ယာယီနေရဆွန့်ခွာနေထိုင်ခဲ့ရတယ်လို့လည်းသိရပါတယ်။ဒါကြောင့်တမတော်စစ်ကြောင်းတွေကတွန်းဆက်မျိုးကိုပြန်လည်တင်ပိုင်နိုင်ရဲ့အတွက်တိတိတ်မျိုးမှာလိုအပ်တဲ့ပြင်ဆင်စုဖွဲ့မှုတွေဆောင်ရွက်ခဲ့ပြီး.1504တောင်ကုန်းကိုမေလ17ရက်မှာ၎င်းမာကီရွာနဲ့တွာမှုရွာကိုမေလ12ရက်မှာ၎င်းဂိုင်းငန်ရွာကိုမေလ14ရက်မှာ၎င်းလွိုင်းဆန်ရွာနဲ့ပြာချင်းရွာကိုမေလ16ရက်မှာ၎င်းတက်ဆန်ရွာကိုမေလ18ရက်မှာ၎င်းတုံထုံးရွာနဲ့.1985တောင်ကုန်းကိုမေလ19ရက်မှာ၎င်းအတီးတီးပြန်လည်တင်ပိုင်ရရှိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးတမတော်စစ်ကြောင်းတွေကမေလ20ရက်က CDF, CNA နဲ့ PDF အမည်ခံအကြမ်းဖက်တောင်ကျမ်းသူပူးပေါင်းအဖွဲ့တွေကိုအပိတိုင်တိုက်ထုတ်ပြီးတွန်းဆက်မျိုးကိုအလုံးစုံတင်ပိုင်ထိန်ချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ထိုအကြမ်းဖက်အဖွဲ့ကစုခွာထပ်ပြေးစဉ်ဒေသအကျိုးစီးပွားပျက်စီးစေဖို့ရည်ရွယ်ပြီးကားလမ်းတရားလမ်းတွေကိုမိုင်းထောင်ဖောက်ခွဲပြီးရုပ်မာရိုင်းဆွဲစွာနဲ့လှုပ်ဆောင်ခဲ့ကြတယ်လို့လည်းသိရပါတယ်။တမတော်စစ်ကြောင်းတွေကတွန်းဆက်မျိုးနဲ့အဆိုပါဒေတာတဝိုက်ကိုပြန်လည်သိမ်းပိုက်ရရှိရေးအစဉ်စစ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်တောင်ကျမ်းသူတွေနဲ့ထိတွေ့တိုက်ပွဲ6ကြိမ်ဖြစ်ပွားခဲ့ပြီးရန်သူထံကအလောင်း2လောင်းလက်နက်မျိုးစုံ9လက်ခဲယမ်းများနဲ့ဆက်ဆက်ပစ္စည်းတွေသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်တမတော်စစ်ကြောင်းတွေအနေနဲ့ယာယီနေရဆွန့်ခွာခဲ့ကြရတဲ့ဒေသခံပြည်သူတွေတင်းစံမျိုးအတွင်းကိုအန်တီကင်းရှင်းစွာပြန်လည်နေထိုင်နိုင်ရေးအတွက်အကြမ်းဖက်အဖွဲ့တွေလှုပ်ဆောင်ခဲ့တဲ့မြေမြုပ်မိုင်းရှင်းလင်းရေးကိုဦးစားပေးဆောင်လျက်ရှိတဲ့အပြင်နိုင်ငံတော်အစိုးရအုပ်ချုပ်မှုရန်တရားတွေအမြန်ဆုံးလည်ပတ်နိုင်ရေးစာတင်ကျောင်းများပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးစေယုံစေခန်းတွေပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးစားရည်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဒေသခံတိုင်းရင်းသားတွေနဲ့ပူးပေါင်းပြီးအမြန်ဆုံးပြန်လည်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့သိရပါတယ်။
အခုလုံးတမတော်ကတွန်းဆန်မျိုးကိုအပိတိုင်ပြန်လဲတိမ့်ပိုက်ထိန်ချုံနိုင်ခဲ့တဲ့အတွင်းချင်းပြည်နယ်အတွင်းရှိဟာခါထန်တလန်ဖလန်တီတိန်တွန်းဆန်နဲ့ကြီးခါမျိုးစားတဲ့ချင်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးကိုတမတော်ကအလုံးစုံထိန်ချုံနိုင်ခဲ့ပြီးဖြစ်တာကြောင့်ယာယီနေရစွန့်ခွာခဲ့ကြရတဲ့ဒေသခံတိုင်းနာပြည်သူများအနေနဲ့လည်း၎င်းတို့ရဲ့နေရတွေကိုစိတ်အေးချမ်းသာစွာပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီးဖြစ်တယ်လို့ကိုပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်းပြန်လည်လှုပ်ဆောင်နိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။အဲဒီလုံးတမတော်ကအဆိုပါမျိုးတွေကိုပြန်လည်ထိန်းချုပ်နိုင်တာကြောင့်ယခုအခါဟာခါဖလန်တီးတိမ်တွန်းဆန်ကြီးခါလမ်းကြောင်းနဲ့ကလေးဖလန်ဟာခါလမ်းကြောင်းတွေကိုပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးစကိုင်းတိုင်းဒေသကြီးကတဆင့်ချင်းပြည်နယ်မြောက်ပိုင်းမြို့တွေကိုကုန်စည်စီးဆင်းမှုတွေပုံမှန်အတိုင်းဆောင်ရွက်နိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မနေ့ကလည်းယာယီနေရစွန့်ခွာခဲ့ကြရတဲ့ဒေသခံတိုင်းနာပြည်သူများနဲ့နိုင်ငံတော်အစိုးရရဲ့အုပ်ချုပ်မှုရန်တရားတွေပုံမှန်လက်ပတ်နိုင်ရဲ့အတွက်နိုင်ငံတော်အစိုးရနဲ့တပ်မတော်ရဲ့စီမံဆောင်ရွက်မှုနဲ့တပ်ဆိုင်ရာအဖွဲ့အစည်းတီတီမှဌာနဆိုင်ရာဝန်ထမ်းတွေကလိုအပ်တဲ့ကူညီထောက်ပံ့ရေးပစ္စည်းတွေနဲ့အတူမော်တော်ယာဉ်များမော်တော်ဆိုင်ကယ်များနဲ့ကလေးမျိုးကထွက်ခွာလာခဲ့ပြီးညနေပိုင်းမှာဖလန်းမျိုးတို့ရောက်ရှိလာခဲ့ကြပြီးဒေသခံတိုင်းနာပြည်သူများမျိုးမိမျိုးဖများနဲ့တာဝန်ရှိသူတွေကရိုးရာအကတွေနဲ့ဝမ်ဘတ်တတာလိုက်လဲကြိုးဆိုခဲ့ကြတယ်လို့သိရပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့နျူကလ িয়ার အဟန့်တားတွေကိုရုရှားစစ်ဘက်ကထုတ်ပြန်ပြသလိုက်ပါတယ်။ယခုသတင်းပတ်အတွင်းလှုပ်ဆောင်နေတဲ့နျူကလ িয়ার စစ်ရေးလေ့ကျင့်ခန်းအတွင်းပါဝင်တဲ့လမ်းပေါ်ရွေးလျာဒုံးကျည်ပစ်လွတ်စင်တွေကိုပြသထားတဲ့ဗီဒီယိုဖိုင်တစ်ခုကိုရုရှားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ဘီလာရုစ်နဲ့ရုရှားတို့ကြောင့်ပူးပေါင်းလှုပ်ဆောင်ခဲ့တဲ့နျူကလ িয়ার စစ်ရေးလေ့ကျင့်ခန်းတွေဟာရုရှားသမ္မတပူတင်ရဲ့တရုတ်ကိုတွားရောက်လည်ပတ်တဲ့ခရီးစဉ်နဲ့အချိန်ချင်းတိုက်ဆိုင်နေတာလည်းဖြစ်ပါတယ်။ဒါအပြင်အချိန်ကိုက်လှုပ်ဆောင်ခဲ့တာမျိုးကရွေချက်ရှိလှုပ်ဆောင်ခဲ့တာမျိုးဖြစ်ပြီးရုရှားရဲ့နျူကလ িয়ার ဟန်တာမှုတွေကိုအကောင်းနေတယ်ဆိုတာကိုနေတိုးဖွဲ့ကိုအချက်ပြဖို့ရွေထားတာမျိုးဖြစ်နိုင်တယ်လို့စစ်ရေးလေလာသုံးသပ်သူတွေကပြောကြားခဲ့တာဖြစ်ပါတယ်။ထုတ်ပြန်ခဲ့တဲ့ဗီဒီယိုဖိုင်မှာတိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့လိုက်ပါလာတဲ့စစ်ဘက်ယာဉ်တန်းဟာ Iskander M စနစ်ကဒုံးကျည်တစ်စင်းကိုပစ်လွတ်ဖို့ပြင်ဆင်နေတာကိုလည်းတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီလက်နက်စနစ်ဟာ2023ခုနှစ်မှာရုရှားနဲ့ဘီလာရုစ်တို့မိတ်ဆက်ခဲ့တဲ့နျူကလ িয়ার မျှဝေမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးယူကရိန်းကိုနေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံဖို့အစီအစဉ်တွေနဲ့ပတ်သက်ပြီးအနောက်အုပ်စုနိုင်ငံတွေနဲ့ထိခိုက်တိုက်ဆုံမှုတွေရှိနေချိန်မှာပဲမိတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။နောက်ဆုံးသတင်းတပုတ်အနေနဲ့ကတော့လာမယ့်နိုဝင်ဘာလမှာအမေရိကန်သမ္မတနဲ့ရုရှားသမ္မတတို့တွေ့ဆုံသွားနိုင်ဖွယ်ရှိနေရလို့သိရပါတယ်။ရုရှားသမ္မတပူတင်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ဟာလာမယ့်နိုဝင်ဘာလမှာတရုတ်မှာကျင်းပမယ့် APEC ထိပ်သီးအစည်းအဝေးအပြီးမှာတွေ့ဆုံသွားနိုင်ဖွယ်ရှိတယ်လို့ရုရှားအစိုးရတာဝန်ရှိသူယူရီရှာကော့ဖ်ကထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။ဒါအပြင်လက်ရှိအချိန်မှာပူတင်နဲ့ဒေါ်နယ်ထရန့်တို့ကြောင့်တွေ့ဆုံဆွေးနွေးမှုတွေလှုပ်ဆောင်မှုစီစဉ်ထားတာမျိုးမရှိသေးဘူးလို့လည်းယူရီရှာကော့ကပြောကြားခဲ့တာဖြစ်ပါတယ်။မကြာသေးခင်ကလည်းတရုတ်ကိုတွားရောက်လည်ပတ်ခဲ့တဲ့ပူတင်ဟာလာမယ့်နိုဝင်ဘာလ18ရက်နဲ့19ရက်တို့မှာရှန်ကျန်းမြို့မှာကျင်းပမယ့် APEC ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့စီစဉ်ထားတယ်ဆိုတာကိုရှီကျင့်ဖျင်ကိုပြောကြားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ယူရီရှာကော့ဖ်ကပူတင်က APEC ထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ်။ပူတင်နဲ့ဒေါ်နယ်ထရန့်တို့နှစ်ယောက်စလုံးကAPEC ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခဲ့မယ်ဆိုရင်တွေ့ဆုံပြီးတစုံတစ်ခုကိုဆွေးနွေးသွားနိုင်ဖွယ်ရှိတယ်လို့လည်းပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါအပြင်လက်ရှိအချိန်အထိတွေ့ဆုံမှုနဲ့ပတ်သက်ပြီးသဘောတူညီချက်တစ်ခုကိုမရရှိသေးပေမဲ့လည်းဒီလိုမျိုးအလားအလာရှိနေတာကြောင့်ဘယ်သူမှငြင်းဆန်လောက်မှာမဟုတ်ဘူးလို့လည်းယူရီရှာကော့ဖ်ကပြောကြားခဲ့တာဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ဒီနေ့မေလ23ရက်နေ့အတွက်သတင်းတွေပဲဖြစ်ပါရရှင်။